aircon ကတခန်းကိုကျွန်တော်တို့အိမ်နေမှာလုံးစီမဟုတ်ပဲねဒီလိုမျိုးဘုံစနစ်ပေါ့နော်ဟိုကနေတန်းလာတာကိုကျွန်တော်တို့ကဒီမှာဒိုးအလျှော့လုပ်ပြီးတော့ကျွန်တော်တို့အေးတို့နည်းနည်းလေးလျှော့ထားတယ်ဗျာအခန်းထဲမှာ temperature ဘယ်လောက်လဲကြည့်ကြည့်အောင် temperature 21လောက်ပဲရှိတယ်เนาะโอเคကျွန်တော်ဒီ aircon ရဲ့ compressor တွေပါတွားကြည့်အောင်ဒါကတော့ကျွန်တော်တို့တမောရဲ့ aircon မှာပါတဲ့ compressor ကြီးပေါ့ဒါကြီးက compressor ကြီးဒီ compressor ကဘာနဲ့လားတဲ့တူလဲဆိုတော့ကျွန်တော်တို့အိမ်သုံး aircon ကအောက်တိုး unit ပေါ့ဗျာအောက်တိုး unit သဘောမျိုးเนาะလုံးလုံးပုံပြီးလို့ပဲဒါပေမဲ့အဲ့ဒီကောင်ကအိမ်ကသုံးတဲ့ကောင်တွေကလေနဲ့အေးခံတာပေါ့เนาะဒီ compressor လေနဲ့အေးခံတယ်ဒီမှာကျတော့ရေပိုက်တွေနဲ့เนาะရေဝင်အတွက်ရေနဲ့အေးခံတယ်ဒါကအိမ်ကသဘောနဲ့ပြောမယ်ဆိုရင်အိမ်သုံးတဲ့သဘောပြောမယ်ဆိုအောက်တိုး unit ဒီကနေပြီးတော့ဒါ compressor ကြီးပေါ့ compressor လို့လုပ်တယ်ဒါကတော့ AHU လို့ခေါ်တဲ့ air handling unit အိမ်သုံးနေနဲ့ပြောမယ်ဆိုရင်တော့ indoor ပေါ့ဗျာ indoor unit ပေါ့ဒီကောင်ကအပြင်လေးတွင်းတဲ့ကောင်เนาะအပြင်လေးကို percentage နဲ့တွင်းလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူက close system ဗျ close system ဆိုတော့ဒါအခန်းတွေကနေပြီးတော့ပြန်လာတဲ့လေဒီမှာမြားပြတာလေ aircon တွေကိုဒီထဲကိုပြန်ဝင်တာဒီထဲမှာ evaporator ရှိမယ် fan ရှိမယ်ဒါ air handling unit ကြီးဒီကနေပြီးတော့ဒီမှာအခန်းတွေကိုတက်သွားပြီဒီပိုက်ကြီးကနေပြီးတော့အခန်းတွေကိုတက်သွားမယ်အခန်းတက်ပြီးတော့တခန်းစီကိုပြီးတော့မှပိုက်တင်နဲ့ပဲပြန်ခွဲပြီးတော့ပေးမယ်เนาะဒါကြီးက evaporator AHU လို့ခေါ်တဲ့ air handling unit เนาะဒါတမောမှာ aircon ပေးတဲ့ system အကျန်းပြင်းပေါ့ဗျာเนาะဒီကအခန်းထဲကပြန်လာတဲ့ကောင်အခန်းထဲကပြန်လာတဲ့ကောင်ကိုလည်းအဲ့လိုပဲမလုပ်လို့ရလဲဆိုရင်သူကအခန်းထဲကပြန်လာတဲ့ကောင်အကုန်ယူမလားတောင်းလို့ရှိရင်ပါစင်းလေးနဲ့ဘလောက်ယူမလဲဆိုတော့ဟိုမှာကြည့်လို့ရဟိုဟာချိန်လို့ရတယ်ပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ဒါကတော့တမောပေါ်က aircon ပေးတဲ့ system ပါ